ဘုံဘုံကဒီအကြောင်းကိုပြောလို့ရှိရင်အမြဲတမ်းအစိုးရင်ဆရာတော်ကြီးကိုအမှတ်ရတယ်ဟုတ်လားစိုးရင်ဆရာတော်ကြီးကိုဒကာကြီးတယောက်ကပါတယ်တော့တရားတောင်းတယ်လေဘာတရားတောင်းတာရှင်ဘုရားတပည့်ကိုနိဗ္ဗာန်ရောက်ကြောင်းတရားဟောပါလို့တောင်းဟာနိဗ္ဗာန်ရောက်ကြောင်းတရားဆိုမြင့်နော်နိဗ္ဗာန်ရောက်ခြင်းတယ်ပေါ့ဒီလိုအဲ့တော့ဆရာတော်ကြီးကမင်းကငါ့ကိုနိဗ္ဗာန်ရောက်ကြောင်းတရားတောင်းတာဟုတ်ပြီမင်းအခုဘာလုပ်နေတာလို့မေးတယ်ကြီးကနည်းနည်းတော့ကြောင်သွားတာပေါ့နော်ဘာလုပ်နေတာဆိုတော့ तू ဘာလုပ်နေလဲလို့စဉ်းစားတော့ तू စီးပွားရေးလုပ်နေတာပေါ့ပိုက်ဆံရှားနေတာပေါ့မင်းကတောင်းတော့နိဗ္ဗာန်ရောက်ကြောင်းတရားတောင်းတယ်လုပ်တာဘာလုပ်တာပိုက်ဆံရကိုလုပ်နေတယ်ပိုက်ဆံရှားရင်ပိုက်ဆံပဲရမှာပေါ့ဟုတ်တယ်မဟုတ်လားနိဗ္ဗာန်ရှာမှာနိဗ္ဗာန်ရမှာပေါ့အဲ့တော့ဆရာတော်ကြီးကဘာပြောနေတာနိဗ္ဗာန်ရောက်ကြောင်းတရားကိုနောက်မှတောင်းနိဗ္ဗာန်ရခြင်းစိတ်ပေါက်အောင်အရင်လုပ်အောင်ဒါလေးကိုဘုံဘုံသဘောကျဟုတ်တယ်အဲ့ဒီဥစ္စာအလွန်မှန်တယ်ဟုတ်လားနိဗ္ဗာန်ရောက်ကြောင်းတွေကိုတာတာထားလိုက်အောင်ဟုတ်လားနိဗ္ဗာန်ကိုရခြင်းတဲ့စိတ်အရင်ဘုံဘုံလို့ရှိဖို့လိုတယ်နိဗ္ဗာန်ရောက်ကြောင်းအလုပ်ကိုလုပ်နေတယ်လုပ်မနေဘူးဆိုတာထက်သူ့ရဲ့ရှေ့မှာဘာကရှိတဲ့နော်နိဗ္ဗာန်ကိုရခြင်းတဲ့စိတ်ရှိမရှိကိုယ့်ကိုယ်ကိုအရင်စီစေအောင်နိဗ္ဗာန်ကိုတကယ်ရခြင်းတာဟုတ်ရဲ့လားဘဝကတကယ်လွတ်မြောက်ခြင်းတာဟုတ်ရဲ့လားဘဝကိုတကယ်ထားခဲ့ခြင်းတာဟုတ်ရဲ့လားစဉ်းစားကြည့်ဖို့လိုတယ်နော်ဟုတ်တယ်မဟုတ်လားအဲ့တော့ဒီထွတ်မြောက်လန်းဆိုတာကိုရှောင်နိုင်ဖို့ဆိုတဲ့နေရာမှာတကယ်ထွတ်မြောက်လို့စိတ်ရှိတာဟုတ်ရဲ့လားဒါဘုံကတော့ကိုချင်းစာပြီးတော့ပြောတာပါလေထွတ်မြောက်လို့တဲ့စိတ်မြင်ရှိဖို့ဟာရန်ခက်တယ်ဟုတ်လားအခုလူတွေကမညာပုံညာရခြင်းနဲ့အပေါ်ယံလောက်ပြောနေတာဟုတ်လားနိဗ္ဗာန်ရခြင်းနဲ့အပေါ်ယံလောက်ပြောနေတာအဲ့တော့အနည်းငယ်များသောလူတွေဒီသားတွေနိဗ္ဗာန်ရဖို့သူတို့ကြိုးစားကြတယ်အများစုသောလူဟာနိဗ္ဗာန်ရဖို့ကြိုးစားတာသိမရှိဘူးအဲ့တော့နိဗ္ဗာန်ရဖို့ကြိုးစားတယ်ဆိုတာထက်ဘုန်းကတော့ဘလို့တောင်ပြောကျင်တော့ဆိုတရားကုံသွားတယ်မနဲ့နင်းလာတယ်ငါနိဗ္ဗာန်ရခြင်းလိုက်တာမဉ္ဇဉ်ပူညာရခြင်းလိုက်တာတွေးမိသလားတောင့်တသလားနိဗ္ဗာန်ရခြင်းလိုက်တာဆိုတဲ့စိတ်ကလေးတည့်ရက်မှာဘယ်နှခါဖြစ်တယ်လဲနော်တလမှာဘယ်နှခါဖြစ်တယ်လဲနိဗ္ဗာန်ရခြင်းတဲ့စိတ်တောင်မရှိဘူးဆိုရင်နိဗ္ဗာန်ရအောင်လုပ်ဖို့ဝေကြီးနိဗ္ဗာန်မှာရအောင်မလုပ်ဘူးဆိုရင်နိဗ္ဗာန်လည်းရမှာမဟုတ်ဝါဒတာနဲ့သွားနေတာတွေကိုသတိထားစေခြင်းလို့ဘုန်းဘုရားပြောတာပါဟုတ်လားစကားတွေကအရန်ကြီးပြီးတော့လူတွေကမလိုက်နိုင်ပါဆိုလို့ပြောပြကိုယ့်အကိုလည်းပဲမလိုက်ဖဲနဲ့လိုက်တယ်လို့ထင်နေမှာဆိုလို့